မင်္ဂလာပါကြော်ကြော်လင်းပါ ကော်ဖီကောင်းလို့မိတ်ဆက်မှာတော့မေ့သွားမင်္ဂလာပါတန်းထူပါstartup to scale ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့အခုပါ soul coffee နော် ဆိုကော်ဖီ coffee ကတော့ကောင်းတယ်ဆိုတော့ကျွန်တော်ကတော့ကိုကျော်ရင်းတော့အပြင်အမြဲတမ်းထွက်ပြီးတော့ဗောနော်အမြဲတမ်း coffee တောက်ကျွန်တော်တော့တိတ်တောက်တော့ထားမရှိဘူးဒါပေမဲ့ကြိုက်တဲ့ဟာလေးတော့မှတ်ထားတယ်ဒီဆိုင်လေးကောင်းရတာတွေ့တယ်ဗောနော်စိတ်ငြိမ်နေ စိတ်ငြိမ်နေ ကော်ဖီလေးလည်းကောင်းတယ် လည်းကောင်းတယ်ကျွန်တော်လည်းနီးတယ်ကျွန်တော်ကြီးထဲမှာကောင်းတယ်โอเคပါဆိုတော့ဆိုင်ကိုကြော်ညာပေးသူဖြစ်နေမှာဆိုလို့ပေါ့ဆိုင်ရလိုက်တကယ်ကောင်းလို့ပါကျွန်တော်တို့ previous episode ကိုကျွန်တော်တို့ပေါ့နော်တိတ်ပြီးတော့လိုပြောမလဲဆိုတော့စိတ်ချနေမှုရှိပြီမယ်နော်အချိန်အပိုင်းချရအတိုင်းတာရကျွန်တော်နှစ်သိမ့်လိုက်ရတဲ့ကိစ္စရှိကိုကျွန်တော်တို့ feedback တစ်ခုတော့ပြောတယ်ဟိုရှေ့ကဒီ episode တွေဟိုတဲ့ဒီခုနောက်ပိုင်းเนี่ยပိုရှည်လာတယ်တဲ့စေတနာတွေပုံများလာတာပေါ့နော်အရင်ကထပ်ပို့ပြီးနောက်တစ်ခုပါဗျကျွန်တော်တို့ကဘယ်ပြောမှဆိုလို့ရှိရင်အချိန်အများကြီးကြာသွားမှဆိုလို့ဒါကျွန်တော်တို့ကချုံပြီးပြောရတာပေါ့နော်တကယ်တမ်းပြောစရာတွေကအများကြီးနှစ်ပေါင်စီစဉ်ရတဲ့ကိစ္စတွေလေနော်ဟောပြောတယ်ဆိုတော့breakthrough ဖြစ်သွားအောင်ဒါကျွန်တော်တို့လူတို့ရှင်းလေးအနစ်ချုပ်ပြီးပြောရတာဟုတ်ရှိသွားလို့ရှိရင်လည်းတိခတ်ပြီးတော့ဒီပေးပါကြိုးမြုပ်ပါဘူးလို့ကျွန်တော်ရုပ်ကိုတော့မကြည့်နဲ့ပေါ့လေမကြည့်တော့အတမနာတော့ဟုတ်ကဲ့ကျွန်တော်တို့ဒီတစ်ပတ်ဆွေးနွေးဖို့ကရခင်ရဲ့အဆက်ဆိုတော့ရခင်ရဲ့အဆက်ဆိုရခင်မှာကျွန်တော်တို့ဗာပြောရလဲဆိုတော့ high performing team เนาะတော့စွမ်းဆောင်ရည်ကောင်းတဲ့စွမ်းဆောင်ရည်မြင့်မားတဲ့ team တစ်ခုရဲ့ရပါတော့ပြရုပ်တွေကျွန်တော်တို့ပြောသွားတယ်ထိုနည်းလည်းကောင်းပဲ technically လို့ခေါ်မယ် sales နဲ့ပတ်သက်ရောင်းနဲ့ပတ်သက်တဲ့ technical တွေလည်းရှိတာဆိုတော့အဲ့ဒီမှာခုနကလည်းနားလည်မှုတွေတူ same understanding ဖြစ်တယ်တို့ monitoring ကြည့်တယ်တို့အဲ့လိုပဲချမ်းသာတော့ပါဒါပေမဲ့မဖြစ်မနေ technical အနေနဲ့ကျွမ်းကျင်ရမယ့်အပိုင်းတွေလည်းအဲ့လောက်တည်းနေတော့ကျုပ်ကလှည့်တော့မယ်ထင်တယ် yes ဘာကြောင့်ကျွန်တော်လွန်ခဲ့တဲ့ဘက်ကကျွန်တော်ပြောယူလိုက်ဒီဘက်တော့ကျန်လဲပေါ့နော်ဆရာလည်းမြောက်ပါအောင်ဆိုတော့အဲ့ဒီမှာ 6% ရဲ့ scale တွေကိုအဓိကတိုင်းတာနိုင်မယ်အဓိကကြည့်လို့ရမယ်ခန်းခဏရရှိတယ်တော့ဘာလဲဆိုတော့ sales technique တွေပေါ့အဲ့ sales technique တစ်ခုကိုပြောင်မြောက်စွာကျွန်တော်တို့အကောင့်ထဲဖော်နိုင်မှပဲအယောင်းစွာဖြစ်လာတယ်ဒါဆို sales technique မှာဘာတွေပါလဲဆိုတဲ့ဟာတွေသူရဲ့အလုံးလုံးပုံတွေရဲ့တချို့တော့ကိုကျော်လင်းညှောက်ပေးပါအောင်ကျေးဇူးတင်ပါတယ်ဘယ်လိုပဲပြောပေါ့နော်ကိုယ့်ဘက်ကိုပြောလာတော့လဲအလဲကျလာတော့လဲပြောရမှာပဲကော်ဖီရတယ်ကောင်းတယ်ဆိုတော့ခုနကဒီ high performing sales team တစ်ခုပေါ့နော်အဲ့ sales team တစ်ခုကကိုတာတို့အရင်တစ်ခေါက်ကပြောခဲ့တဲ့ချက်လက်တွေလည်းအရင်အရေးကြီးသလိုအဲ့ဒါတွေကိုပို့ပြီးတော့ပြောင်မြောက်စေမယ်ဟာခုနပြောတဲ့ sales technique တနည်းအားဖြင့်ပြောရင် closing technique တွေပေါ့ yes closing technique တွေအကြောင်းနည်းနည်းကျွန်တော်မျှဝေပေးခြင်းတယ်ပေါ့ဒါလည်းကျွန်တော်တို့ကျွန်တော်ဒီ Rodman မှာနေခဲ့တဲ့အချိန်မှာလည်းကျွန်တော်ဆရာတွေကသင်ပေးခဲ့တဲ့ဟာတွေသူတို့ကကျွန်တော်တို့ဒီ train ခဲ့တဲ့ဟာတွေအပါဝင်နောက်ထပ်ကျွန်တော်တို့ဒီလေ့လာမှုလို့သိလာတဲ့အပိုင်းတွေရကျွန်တော်တို့ consulting လုပ်နေတဲ့အချိန်မှာလည်းထပ်ပြီးတော့ပြောပြတဲ့အကြောင်းအရာလေးတွေအခုဒီမှာမျှဝေပေးလို့ဖြစ်တယ် innovate လုပ်တာပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့စုတူပြုလုပ်ထား location လေးစုတူပြုလုပ်ထားတဲ့ဟာလေးပေါ့ okay မှတ်မိလဲလွယ်မယ်မှတ်မိလွယ်အောင်လဲဖြစ်မယ်အဆင့်လိုက်လဲကျွန်တော်တို့မှတ်လို့လွယ်အောင်ကျွန်တော်အလွယ်လေးအရင်စပြောရင်ပထမဆုံး closing တစ်ခုကတော့ direct closing ပေါ့ direct closing ဆိုတဲ့ဟာလေးကိုအရင်ဆုံးစပြောခြင်းတယ်ပေါ့ဟုတ်အဲ့တော့ direct closing ကတော့ရှင်းတယ်သူဒီတိုင်းပဲ direct closing လို့ပြောတဲ့အတိုင်းပဲ direct ကိုပြောတာ direct ကို close လုပ်တာဘယ်လိုမျိုးလဲလို့ပြောလို့ရှိရင်ကျွန်တော်နဲ့ဒီကိုတာရုနဲ့ကဒါရောင်းဝယ်လုပ်နေလို့ဆိုတော့ကျွန်တော်တို့ယင်းနှိမှုတိဆောက်ပြီးသွားရင်နောက်ပိုင်းဆိုကိုတာရုခင်ဗျာကျွန်တော်စီရပဲဝယ်နော်ကျွန်တော်စီရပဲဝယ်တခြားစီရဝယ်ဒါနဲ့ထိုးမှာကျွန်တော်စီရဝယ်နော်တခြားလူစီရမဝယ်နဲ့တခြားကုန်ပစ္စည်းမဝယ်နဲ့တခြား brand မဝယ်နဲ့ကျွန်တော်စီရပဲဝယ်ကျွန်တော်ကုမ္ပဏီရပဲဝယ်ကျွန်တော်ဟာပဲယူကျွန်တော်ပဲအားပေးပေါ့နော် yes ဓာတ်ရိုက်ပေါ့နော်ဒါကတော့ဟိုယင်းနှိမှုဖြစ်သွားတဲ့အချိန်ယင်းနှိမှုတကယ်တိဆောက်ပြီးသွားတဲ့အချိန်မှာတော့တဲပုံမွေလင်းလင်းပြောလို့ရတဲ့အချိန်မှာ closing လုပ်လို့ကောင်းတဲ့ technique တခုမြန်တယ်လေနော်လို့ရှင်ဒါပေမဲ့အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့တိဆောက်ခဲ့ရတဲ့ဟာယင်းနှိခဲ့ရရှိပါဘောနော်ရှေ့မှာကျွန်တော်တို့ပြောရတဲ့ဟာတွေယင်းနှိခဲ့ရတယ်ယင်းနှိမှုတခုရောက်လာပြီဆိုတဲ့အချိန်ဒီမှာကျွန်တော်တို့ direct closing လုပ်လို့ရတယ် yes အဲ့တော့ဒါကရိုးရှင်းတယ်ကောင်းတယ်မြန်တယ်အဲ့တော့အဲ့တက်ပို့ပြီးနည်းနည်းလေးအဆင့်မြင့်တာကျတော့ indirect closing ပေါ့ indirect closing က direct closing လို့တော့ကျွန်တော်ဟာပဲဝယ်လို့တိုက်ရိုက်မပြောတော့ဘူးသူများနဲ့ပြောခိုင်းရလားအဲ့တော့ဘာလေးပါလာလဲပြန် comparison လုပ်ရတာလေးပါလာအဲ့တော့တစ်ဖက်ကဒီဝယ်တဲ့သူ customer clients ကနည်းနည်းပညာပိုတက်လာပြီပိုတက်တယ်ပိုသိတယ်ပေါ့နော်ပြီးတော့ तू က analysis တွေလုပ်တယ် research တွေလုပ်လာပြီးတော့ကိုယ် comparison နဲ့ပြောတာမင်းရဲ့ပစ္စည်းကိုမင်းဒီလောက်ဈေးနဲ့ဒီလိုသာပြောနေတာအဲ့ဒါနဲ့အလားတန်တူတယ်တခြားဘယ်လိုတွေရှိတယ်ဆိုတာမျိုးကျွန်တော်တို့လာပြောပြီးဆိုတဲ့အချိန်တွေမျိုးမကြာခဏတွေ့ရတယ်ရအဲ့လိုတွေ့ရတယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒီ indirect closing ဆိုတဲ့ဟာကိုသုံးဖို့လိုတယ်အဲ့တော့ indirect closing ကိုသုံးတဲ့အခါကျတော့ဘာလို့ဘာလဲဆိုလို့ရှင် तू က customer ကိုဆုံးဖြတ်ပိုင်ခွင့်ပေးလိုက်တာ तू မဆုံးဖြတ်တော့
okay I let you choose ပေါ့နော်အဲ့ကောရွေး ရွေးခိုင်းလိုက်တာရွေးလိုက်ပါနော်အခုကကျွန်တော်ထပ်ပို့ပြီးသိပါတယ်ဗျာအခုတို့ကဒီလောကထဲမှာဆရာတွေပါအဲ့တော့အခုအနေနဲ့စဉ်းစားကြည့်ပါအဲ့ဒီ product ကအဲ့ဒီလိုအဲ့လိုကောင်းကွက်တွေရှိတယ်လို့ကျွန်တော် product ကလည်းဒီလိုအချက်တွေရှိပါတယ်ဆိုတာကိုသူကကိုယ့်ရဲ့အားသာချက်လေးကို highlight လုပ်မိမောင်းထိုးပြပြီးတော့မှအခုရွေးပါသူအတွက်ပို့ပြီးအသုံးတက်မဲ့ဟာကိုရွေးဖို့အဲ့တော့ပြောချင်တာကသူကတခြားကုန်ပစ္စည်းကိုမကောင်းလည်းမပြောကိုပုံပစ္စည်းကကောင်းတဲ့အကွက်ကလေးတွေကိုပို့ပြီးတော့ highlight လုပ်ပြတယ်ပြီးရင်တော့သူက let them choose ပေါ့နော်သူတို့ကရွေးခိုင်းလိုက်တယ်အဲ့တော့တနည်းအားဖြင့်ပြောရင် decision ကို client လက်ထဲကိုထည့်ပေးလိုက်တယ်ဒါပေမဲ့အဲ့ထဲမှာတော့ခဏပဲ propaganda လို့ဟာမျိုးတွေကတော့ပါမှာပေါ့ client ကဒီဥစ္စာကို decision ချလို့ရတဲ့ခန်းကဏ္ဍလေးတော့ထည့်ပေးလိုက်တာပေါ့ yes အဲ့ဒါလေးကတော့ပညာသားပါလာပြီနော် နော် indirect closing တွေလုပ်ရတဲ့အပိုင်းokay yes ရှင်းပါတယ်ဆိုတော့နောက်တစ်ခုကျတော့တော်တော်လေးအသုံးများတဲ့ဟာမျိုးပေါ့နော်ပြောရလို့ရှိရင် fear closing လို့လည်းပြောကြတယ် agency close လို့လည်းပြောတယ်ပေါ့နော် fear closing ကြောက်ပြီးဝယ်တာရုပ်ဆိုးတော့ကျွန်တော်ကြောက်ခဏပြောလို့ဓာတ်ထောက်ပြီးမှာပေါ့ဝယ်မလားမဝယ်ဘူးလားဝယ်လို့ချင်းထားတော့ fear closing ကဘာလဲဆိုတော့စိုးရိမ်မှုတွေရသွားအောင်တနည်းအားဖြင့်ပြောလို့ရှိရင် customer စိုးရိမ်မှုတွေဖြစ်လာပြီးတော့ဝယ်ကျင်သွားအောင်ဝယ်ဖို့ဆုံးဖြတ်အောင်ပြောတဲ့သဘောတွေဘယ်လိုဟာမျိုးတွေဖြစ်နိုင်လဲလို့ပြောရင်ခုလိုမျိုးအခြေအနေဆို exchange rate တွေလို့ပြောလို့ရတယ်exchange rate တစ်လောက်နဲ့ယူလို့ရတယ် exchange rate မပြောင်းသွားခင်ယူပါနော်စသဖြင့်ဒါမျိုးပေါ့နော် fear closing ဒါနောက်ဆုံး stock နော်ဒါနောက်ဆုံးလက်ကျန် yes why ကျွန်တော်တို့ဟိုဟာဒီ online မှာလည်းမကြာခဏတွေ့ရပါနော် promotion လုပ်တယ် why stop less ပေါ့နော်နောက်ဆုံးလက်ကျန်ရှိတော့ဘာဆိုတော့ okay ကိုမရလိုက်မှာဆိုရယ်ကိုမရလိုက်မှာဆိုတော့ဝယ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ fear လုပ်လိုက်တယ်တနည်းပြောရင် agency မျိုးကို fear ဆိုတော့သူလိုအပ်နေတဲ့လူလိုချင်တဲ့လူတို့ကကိုဒီတစ်ခါမှမဝယ်လို့ရှိရင်မရဘူးဆိုရယ်စိုးရိမ်မှုထည့်ပေးလိုက်တာပေါ့နော်ခဏပြောတဲ့ agency မှုကလေးထည့်ပေးလိုက်ဝယ်တင်နေပြီလုံးတင်နေပြီယူတင်နေပြီယူထားလိုက်မှတင့်တော်တော့မယ်ဆိုတဲ့သဘောမျိုးဖြစ်အောင်လုပ်နေတာ yes ပညာသားပါလာတယ်နော်ဖြည်းဖြည်းနဲ့ပညာသားပို့ပါလဲ closing တွေဖြစ်လာတယ်ပေါ့နော် okay စစချင်းကတော့ direct လူချင်းတွေ့တဲ့ကိစ္စဝေးစားတွေindirect ကလည်းလူချင်းတွေ့နေရဒါပေမဲ့ဒီခုနကပြောတဲ့ဗာလဲ fear closing မှာကျတော့ physically တွေ့ကြမလို့တော့ပဲเนาะကျွန်တော်တို့ online တွေ manage လုပ်လို့ရတဲ့ကိစ္စတွေပါလာတယ်เนาะဒီပစ္စည်းကနောက်ဆုံးတော့ဒီလောက်ပဲကျန်တော့အခုယူကြyes yes okay အခု exchange rate ဒီလောက်နဲ့အခုခုဒါနောက်ဆုံးရမှာဒီ chance ပဲဒီနေ့ပဲစသဖြင့်ပေါ့เนาะအဲ့လိုမျိုး okay နောက်တစ်ခုကကျတော့ value added closing ပေါ့ value add လုပ်ပေးတာအပိုထပ်ဆောင်တန်ဖိုးအပိုထပ်ဆောင်ပြီးပေးတယ်ဆိုတဲ့သဘောပေါ့เนาะဆိုတော့အခုဒီဟာကိုဒီလောက်ဟိုယူရဲဆိုရင်အခုအတွက်နောက်ထပ်ဒါတွေထပ်ရမယ်ဒီလိုပုံစံမျိုးနဲ့သူကဟို closing လုပ်တဲ့သဘောပေါ့နော်အဲ့တော့ final closing လုပ်တဲ့အချိန်မှာသူကဒါတွေမဟုတ်ဘဲနဲ့သူ့ကိုနောက်ထပ်သူမမျောလင့်ထားတဲ့ဟာသူမမျောမှန်းထားတဲ့ဟာထပ်ပြီးတော့အပိုထပ်ဆောင်ပေးလိုက်တယ်ဆိုတဲ့အဲ့ဒီဟာကကျွန်တော်တို့ကွန်ပျူတာနေမဟုတ်ဘဲနဲ့ကျွန်တော်တို့ service တွေမှာတွေ့ရတယ်နော်ဟုတ်တယ်ဘယ်လိုတွေ့ရလဲဆိုတော့ဥပမာဆရာပါတော့ software လို့ဆိုရပါတော့ software ကကျွန်တော်တို့လိုချင်တာဒီ software လိုချင်တာအဲ့တော့ဒီ software ကဒီ container တိုင်းရှိတယ်အကယ်၍ဒီ software ကိုအခုယူမယ်ဆိုလို့ရှိရင်ခုနက fear closing မှာပါအခုယူမယ်ဆိုလို့ရှိရင်$6လောက်$10လောက် service ကျွန်တော်တို့ဆရာပါတော့လူ stand by ထားပေးမယ်တော့ညာတော့အဲ့ဒီ service တွေပါလာနော်ခုနကပေါင်းသွားတာပေါ့နော်ဆိုတော့အဲ့ဒီဟာလည်း value added ပေါ့နော်ထပ်ပေါင်းလိုက်မယ်ဆိုတာလေဟိုပြောဖို့အစီအစဉ်မရှိမယ်ဟိုကိုသားတို့ခုပြောလိုက်လို့ပေါ့နော် software လို့ပါလို့ပြောလိုက်လို့အဲ့တော့ software လို့ဟာမျိုးတွေနောက်တခြားအဲ့လို product တွေရှိတယ်ဗျာဘာလုပ်လို့ရလဲဆိုတော့ trial close လုပ်လို့ရတဲ့ဟာစမ်းသုံးခိုင်းလိုက်တာအဲ့ closing လေးလည်းတက်ရှိသေးတယ်အဲ့ဒါကပြောလို့ရှိရင်အစမ်းသုံးပေးသုံးလို့ရတဲ့ပစ္စည်းမျိုးဆိုအဲ့လိုပေးသုံးပြီးတော့ကျွန်တော်တို့ closing လုပ်တဲ့ဟာမျိုးဥပမာဟို online မှာဆိုလို့ရှိရင်ရှိတယ်ဗျာဒီ application တွေဒါမှမဟုတ်လို့ရှိရင်ရုပ်ရှင်တွေဆိုလို့ရှိရင်သူက trial 3ရက်ပေးတယ်လို့တစ်ပတ်ပေးတယ်လို့သိရှိလိုက်တယ်ပြောလင်းရတယ်ကျွန်တော်စင်ကုန်မလုပ်လို့ဆိုလို့ရှိရင်ကျွန်တော်အလုပ်သွားတယ်ပေါ့နော်နည်းလုပ်သွားလို့ရှိရင်ကျွန်တော်ကရင်မွေးဆိုင်ရှိရဖြတ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာ tester တွေဆိုအဲ့ဒီ tester လေးကိုရှုပ်လုပ်သွားလိုက်တယ်အဲ့ဒီက server တစ်ရက်ကိုကောက်ပြီးတော့အိတ်ကလေးထည့်သွားလိုက်တယ်နေ့တိုင်းyes I try closing ပဲပေါ့နော်ကျွန်တော်ဝယ်တဲ့ဒီဘူးဝယ်တဲ့အချိန်မှာလဲကျွန်တော်က used to ဖြစ်နေတော့ဘယ်နဲ့လေးလဲဆိုတော့ဟာကျွန်တော်ဝယ်တော့အဲ့ဒီဟာလို့သွားပြီးတော့မေးတာ quality ဖြစ်သွား yes အဲ့လို trial ပေးလို့ရတဲ့ဟာတွေနဲ့လည်းလုပ်လို့ရတဲ့ဟာတွေရှိတယ်အဲ့တော့ software လို့ဟာမျိုးတွေရုပ်ရှင်လို့ဟာမျိုး application လို့ဟာမျိုးတွေ software နောက်ပိုင်းဆိုလို့ရှိရင် software ရဲ့အခန်းကဏ္ဍတွေကအများကြီးနေရာယူလာမှာအခုလည်းနေရာယူရနော်ဆိုတော့ဒီ software company တွေ software လုပ်ငန်းရှင်တွေဆိုရပါတော့ opportunity အများကြီးရှိတယ်ပေါ့နော်ဒီ software လုပ်ငန်းရှင်တွေလည်းအကယ်၍များဆိုရပါတော့နော်ဒီ revenue management နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမယ်ဆိုလို့ရှိရင်ဒါကြော်ညာထည့်ကြော်ညာကျွန်တော်တို့ manageable ဖြစ်နိုင်နေဆိုရပါတော့စီမံမှုတွေကိုဆွေးနွေးလို့ရပါတယ်လို့
Okay sorry ပါကိုကြီးဟာစကားဖျက်လို့ဖြစ်တယ် ကောင်းတယ်ဆိုတော့ကျွန်တော်ခဏပဲ trial close ကပြောဖို့အစီအစဉ်မရှိဘူး software လို့ပြောရင်လည်းအဲ့ trial close လေးလည်းလုပ်လို့ရတယ်ဆိုတဲ့ဟာလေးအဲ့တော့ဒီမှာကြည့်နေတဲ့ပရိသတ်တွေအနေနဲ့ဆိုလည်းကိုယ်ကုန်ပစ္စည်းကအဲ့လိုအစမ်းသုံးလို့ရတဲ့အစမ်းပေးသုံးလို့ရတဲ့ပစ္စည်းမျိုးဆိုရင် trial close နဲ့လုပ်လို့ရပါတယ်ဘာကြောင့်လဲလို့ပြောရင်လူတွေကစမ်းသုံးရင်းနဲ့တော့ကိုယ်ဟာလို့ဖြစ်လာတဲ့အချိန်မှာဒါကိုပြန်ပေးဖို့ဒါမှမဟုတ်လို့ရှိရင်ဒါကိုလက်လွတ်လိုက်ရမှာစိုးရင်နေစိတ် နောက်တစ်ခုကိုအသိကနေစသုံးဖို့အတွက်ကိုတော့နည်းနည်းတွန့်သွားပြီနော်အဲ့ကြောင့်ကောင်းတယ် try close လေးကောင်းတယ်ဗောနော်ညတော့ software နဲ့ software ခန့်နိုင်ပို့ပြီးတော့နော်ဟိုတာသွားမယ်ထင်နော်တာသွားတာဗောမှန်တယ်ဗောပေးသုံးလို့ရတယ်ဒါပေးသုံးရင်းနဲ့ဒါ used to ဖြစ်သွားလို့ရှိရင်တခြားဟာပြောင်းသုံးမှုခက်သွားတဲ့အချိန်မှာဒါကိုယူတင်တယ်ဝယ်တင်တယ်ဆိုတဲ့သုံးပြချက်မျိုးချလို့ရသွားတခြားတမ်းပြောလိုက်ဗျာကျွန်တော်ကလေးကလာဟိုဂိမ်းနေဆိုတဲ့အချိန်မှာတော့မှစကီနီဘာညာတွေကသူကတရက်ပေးသုံးတယ်နော် skin ရှိလို့ရှိရင် power တွေတအားမြင့်သွားရပါနော်ကွာအဲ့ဒီဟာနဲ့ဆိုလို့ရှိရင်ဝယ်ကြလာပြီ yes I'll try ရဲ့ဘယ်လိုပေါင်းမှုဖြစ်တာပေါင်းမှုဖြစ်တာโอเคပါနောက်ခုကဒီဟိုပေါ့ B2B တွေမှာ3လေး3တန်းရှိတဲ့ sharp angle closing ဆိုတဲ့ဟာလေးဒါကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ကြည့်ပါတော့ဗောနော် sorry to say ပေါ့ဖဲသမားစကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ရှိုးရတဲ့အပိုင်းတွေပေါ့နော်ရှိုးရတဲ့အပိုင်းတွေအဲ့တော့များသောအားဖြင့်ဆိုရင်ဗားကြီးကြုံရလဲဆိုတော့တစ်ဖက်ကကိုယ့်ကိုဈေးအစမတန်စစ်တာတို့เนาะပြီး service အပိုတွေတောင်းတာတို့ဖြစ်လာတဲ့အချိန်မှာဟုတ်ပြီဒါကိုမပေးဘူးကျွန်တော်တို့မငင်းဘူးโอเคအဲ့ဒါမျိုးဆိုလို့ရှိရင်ကျွန်တော်စီရတယ်ဒီလောက်တော့ယူပါဆိုတိုးရောင်းတာမျိုးပေါ့နော်โอเค तू ကဒါကိုဈေးစစ်ရင်ကိုကသူ့ကိုဒါပြန်စစ်မယ် yes တွေ့ဘူးတယ်ကျွန်တော်တို့ဒီ B2B management တွေမှာလည်းတကယ်ကိုထက်တဲ့B2B sales person တွေ့ဆိုတော့သူတို့ကောင်းတယ်မှာဒါတွေ generate လုပ်နေတာအတွေ့အကြုံလည်းရှိတယ်ပြောပါတော့ဆိုတော့ dealer လို့ခေါ်တဲ့ပြန်ပြီးတော့တစ်ဆင့်ပြန်ရောင်းချတဲ့လူကနေပြီးတော့မှဆေးဆက်တာတို့ပေါ့နော်ဇေယျပါဆို promotion ကိုဆိုတာသူတို့တက်ကိုပို့ပြီးတော့favor ပေးတဲ့ပုံစံမျိုးတောင်းတာလို့ဆိုလို့ရှိရင်သူဒီနေ့ပါစေနုနော်နုလို့မပြောဘူးနော်ဆိုတော့သူတို့ချက်ချင်းပဲပေါ့နော်ဆိုတော့ရတယ်အစွမ်းကုန်ကြိုးစားပေးမှာလူတွေကသူ့ကိုလည်းပြန်ကြည့်ပေးဆိုတော့အရင်ညံ့ညိုတာနော်ကျွန်တော်လည်းဒါလေးတော့ကြည့်ပေးကျွန်တော်ကလုပ်ငန်းရှင်ဆိုလည်းကောင်းမန်နေဂျာဆိုလည်းကောင်းတတိယဆိုလည်းကောင်းပြန်ပြောလို့ရှိရင်လေကျွန်တော်တခုခုတော့ပြမှာဖြစ်မှာကျွန်တော်တွေ့ခဲ့ဆရာတို့ကဒီလောက်ဆိုလို့ရှိရင်ကျွန်တော်တော့ဒီလောက်တော့တိုးဝင်ပေးပါဆိုတော့ကျွန်တော်မပြောဖို့အားရှိတယ်မိုက်တယ်အဲ့တော့ဒါတွေကဟိုကြည့်နေတဲ့သူတွေအနေနဲ့သုံးတာလည်းဖြစ်ကောင်းဖြစ်မှာမယ်ဆိုတော့သူ့ရဲ့နာမည်အရတော့ဒီ sharp angle closing ရမ်းမိုက်တယ်ရမ်းကောင်းတယ်ဒါလေးကောင်းတယ်ဘာကြောင့်ဆိုတော့ဒါကမှဝင်းလေနော်ဟုတ်တယ်ဆိုတော့သူ့ကိုလည်းအဆင်ပြေတယ်ကျွန်တော်တို့လည်းစင်ပြေတယ်နောက်တစ်ခုကပြအများဆုံးအဖြစ် by book လို့ခေါ်ပါတော့အများကြီးဝင်မယ်ဆိုလို့ရှိရင်ဆိုရပါတော့ discount လို့ပဲပြောပါတော့အဲ့ဒီဟာရဲ့ဒီ profitability profit ကမြင့်လာတော့ဒီပြန်လည်ရောင်းချတဲ့သူအနေနဲ့ကလည်းသူ profit ကို short ပြီးတော့ sharing profit အနေနဲ့ပြန်ရောင်းမယ်ဆိုလို့ရှိရင် direct consumer ကလည်းဈေးနှုန်းတက်တာနဲ့ပွဲလို့ရတယ်ဆိုလို့ရှိရင် triple win ဖြစ်သွားမှာပေါ့နော်ဆိုတော့ sharp angle closing ကတော့များများတွေ့ဘူးတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသုံးခဲ့ဘူးတယ်တော်လည်းကောင်းမိုက်တယ်နောက်ဆုံးတစ်ခုအနေနဲ့ closing လေးပြောရမယ်ဆိုတော့နောက်ဆုံးဆိုတဲ့အတိုင်းပဲပေါ့နော် the summary closing ဆိုတာလည်းမိုက်တာပဲဒါလည်းမိုက်တာပဲအဲ့တော့ဒီကျွန်တော်တို့ဒီ sales process မှာ deal လုပ်နေတဲ့အချိန်မှာတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန် deal လုပ်တဲ့အချိန်မှာဒီ sales back ကနေပြီးတော့လုတ်ပေးနေတဲ့ပေးလိုက်တယ်ဆိုတဲ့ discount တွေပေးလိုက်တယ်ဆိုတဲ့ gift တွေစသဖြင့်အပေါ်ဝန်ဆောင်မှုတွေအကုန်လုံးကိုသူက summary ပြန်လုပ်ပြီးတော့ပြောတာအခုကျွန်တော်ဒီဈေးနဲ့ပေးထားတယ်အဲ့ဒါအပြင်ကိုနောက်ထပ်ဒီပစ္စည်းတွေဝယ်ယူခွင့်မှာ discount ရထားတယ်အဲ့ဒီအပြင်ကိုကျွန်တော် delivery fees ပါလုပ်ပေးမယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ after sales service အနေနဲ့ပါစသဖြင့်သူက तू ပေးမယ်ဆိုတဲ့ဟာတွေပေးထားတယ်ဆိုတဲ့ဟာတွေကိုတကယ်ရလိုက်တယ်လို့ customer သိအောင်သူက summarize လုပ်ပြတာဒါလေးရောပါတယ်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 ကောင်းတိကုံစားပါအဲ့ဒါမျိုးပေါ့နော်အဲ့တော့ဒီအကိုကြီးဒီပစ္စည်းကိုဒီချိန်မှာဒီလိုဝယ်လိုက်တယ်ဆိုရင်ဒါလည်းရမယ်ဒီဟာလည်းဝယ်ဝင်ရမယ်ဒီအပို service ရမယ်အပြင်ကိုနောက်ထပ်ဒါတွေပါထပ်ရပါအောင်မယ်အဲ့ဒီအပြင်ကိုကျွန်တော်တို့ရဲ့ member card ထဲမှာလည်းအကိုက grade တိုးသွားမှာစသဖြင့်အများကြီးอ่ะသူပေးထားတာအကုန်လုံးကိုဒါဆိုတော့ summarize လုပ်ပြလိုက်တာဒါလေးကိုယူလိုက်တာနဲ့သူဘာတွေပါရသွားမယ်ဆိုတော့ okay အဲ့တော့တကယ်ကိုသူက closing တကယ်လုပ်ခဲ့ပြီးတော့ဒီဘယ်လိုပြောရမလဲ decision ကိုသူ့ရဲ့ benefit ရတဲ့လူရဲ့ benefit ကို summarize လုပ်လိုက်တော့ပြလိုက်တာအကုန်လုံးရတော့လိုချင်တာပေါ့ရမ်းမိုက်တယ်နောက်ကိုတော်ကြီးဟိုကကျွန်တော်တို့ဒီ assumption လို့ခေါ်မှာ assumptive လို့ခေါ်မှာအဲ့ဒီဥစ္စာကိုကျွန်တော်တို့3နှစ်3ရှိသေးတယ်ရှိတယ်အဲ့ဒါကြဘယ်လိုဟာမျိုးလဲလို့ပြောရင်ကျွန်တော်ကတော့နောက်ဆုံးမှလို့ပြောတော့ထပ်တိုးပြန်ပြီနော်ထပ်တိုးလည်းထပ်ပြောမှာ assumption လုပ်တယ်ဆိုတာဒီဘယ်လိုပြောမလဲဝယ်တော့မယ်လို့ယူဆပြီးတော့သူက closing လုပ်တဲ့နေရာတိမ့်သွင်းလိုက်တာတခါโอเคအဲ့ဒါဆိုလို့ရှိရင်အကိုဒါဆိုရင်တော့ဆယ်ပါကင်ယူမယ်နဲ့ကျွန်တော်ဘောချဖွင့်လိုက်မယ်နော်အဲ့ဒါဆိုရင်နော်ဒါဆိုတော့အခုဒီဟာကိုသဘောကျနေပြီလို့ကျွန်တော်ယူဆတယ်နော် assumption လုပ်လိုက်ပြီးတော့မှလောရင်အခုဒါလေးပါကျွန်တော်ထည့်လိုက်မယ်9ပါကင်ပေါ့ပြောရင်းဆိုရင်လည်းအခုဒါဆို9ပါကင်မဟုတ်တော့10ပါကင်ပေါ့အခုဒါဆိုလို့ရှိရင်ဒါလေးပါထပ်ထည့်လိုက်မယ်နော်ဒါလေးပါတိုးလိုက်မယ်နော်သူက
ဝယ်ယူမယ်အားလုံးကို agree ဖြစ်နေပြီလို့ယူဆပြီးတော့ assumption close တွေလုပ်တဲ့နီလန်လဲသုံးလို့ရပါတယ် closing တွေကတော့အများကြီးပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့သဘောတဘာဝကိုယ့်ရဲ့ company ရဲ့သဘောတဘာဝကိုယ့်ကုန်ပစ္စည်းရဲ့သဘောတဘာဝပြီးတော့ကိုကဘယ်လို channel တွေဖွင့်ထားတာလဲပေါ့မူတည်ပြီးတော့အဲ့ channel ပေါ်မှာမူတည်ပြီးတော့ဒီ closing တွေသုံးရမှာပါမနေ့ကကျွန်တော်တို့webinar မှာပြောလို့ပေါ့နော်ကျွန်တော်ဈေးရောက်တဲ့ပုံစံ2မျိုးပဲရှိတယ်လို့ထိုင်ပြီးရောင်းတာရထပြီးရောင်းတာရရှိတယ်နော်ထိုင်ပြီးရောင်းဆိုတော့အများသောဖြင့် retailing ကိုကျွန်တော်တို့ကထိုင်ပြီးရောင်းတယ်လို့ပြောတာပေါ့နော်လို့တို့ရှင်းမှာထပြီးရောင်းတာကျွန်တော်တို့သွားပြီးတော့ရောင်းရတဲ့ dealer တို့နောက်တစ်ခုက distribution တို့နော်ဒါပြီးပိုင်းရရှိဆိုတော့မတူညီတဲ့ဒီရောင်းချမှုပုံပေါ်မှာမူတည်ပြီးတော့မတူညီတဲ့ closing တွေကိုတော့အလင်းသစ်လို့သုံးရပါတော့လေကောင်းပါလေမရှိမဖြစ်ရှိကိုရှိတဲ့နာမှာဆိုတော့ previous episode နဲ့ပြန်ပြီးတော့ချိတ်ဆက်မှာဆိုလို့ရှိရင် high performing လို့ခေါ်တယ်စွမ်းဆောင်ရည်မြန်မာတဲ့ system တစ်ခုရှိဖို့အတွက် same understanding တွေတော့ကြားထဲမှာရှိတဲ့ဟန်ချက်ညီတာတွေ monitoring ကြည့်ပြီးတော့ feedback တွေ reporting တွေကိုပေးဖြစ်တာတွေဒါအဲ့ဒီဟာတွေအပြင်းတကယ် sales technique ဖြစ်တဲ့ closing deal ပေါ့နော်တရားဆိုပြောတော့ပြောတတ်တယ်ကြတချို့ကြတော့ရှုံဝေးအောင်ပြောတတ်တဲ့ product အကြောင်းဘာအကြောင်းဒါပေမဲ့ sales ကို close လုပ်ဖို့နေရာမှာကြတော့တို့အဲ့ဒီမှာကြာကုန်တာဗောနော် sales closing မလုပ်တတ်တဲ့အခါမှာကြာကုန်ပြီးတော့အဲ့ဒီ sales cycle ကြီးကအရှည်ကြီးဖြစ်ကုန်နေတာဗောနော်တချို့ဆိုလို့ရှိရင်လည်းဘယ်လိုရမလဲဆိုတော့ဆုံးလွတ်တယ်လို့ပဲအဝေးနော်အမျိုးတွေရှိတယ်ဆိုတော့ sales closing မလုပ်တတ်တဲ့ကာလပတ်လုံးကတော့ပြောင်မြောက်တဲ့အယောင်သမားတယောက်မဖြစ်သေးဘူးလို့တော့နော်ပြောလို့ရတယ် okay ပါကိုကျော်လေးvery useful ဒီလုပ်ငန်းရှင်တွေအတွက်ကောကျွန်တော်တို့ဒီနေပယ်ထဲမှာလုပ်နေတဲ့လုပ်ဖို့ campaign တွေအတွက်အများကြီးကြိုးရှိမယ်လဲယူဆတယ်ယုံလဲယုံကြည်တယ်ဒီထက်ပို့ပြီးတော့လဲအကျယ်တဝင့်လဲဆွေးနွေးခြင်းသေးတယ်အကယ်၍များဆွေးနွေးခြင်းနဲ့ဆရာမရှိလို့ရှိရင်လဲဆွေးနွေးဖို့အတွက်ကိုအများကြီးကမ်းလှမ်းပါလဲဖိတ်ခေါ်ပါကိုကျော်လင်းလဲကျေးဇူးအများကြီးတင်ပါတယ်ရုပ်တာဆိုတာပေါ့နော်စင်နာရီတော့ကောင်းရှာတာပေါ့ကျေးဇူးပါအဲ့ဒါတော့နောက်တစ်ပတ်မှာပြန်ဆုံပါမယ်ဟုတ် right see you